ဒီဘိုးကကွယ်စီးကလူတိုင်းထိုးဖို့လိုအပ်လားကာကွယ်ဆေးထိုးပြီးတော့ဆေးအောင်မအောင်ဘယ်ချိန်ပြန်ဆေးရမလဲဒီဘိုးဆိုတာက hepatitis B လို့ခေါ်တဲ့အသေးအောင်တော်အောင်ဖြစ်စေတဲ့ DNA virus အမျိုးအစားတစ်မျိုးဖြစ်ပါတယ်ဒီဘိုးကိုတေချာမကုဘူးဆိုရင်နောက်ဆက်တွဲအနေနဲ့အသေးချောက်နဲ့အသေးကင်ဆာတွေအထိဖြစ်နိုင်ပါတယ်အခုနောက်ပိုင်းမှာဆိုရင်ပေါ့နော်အသေးကင်ဆာကအဖြစ်များလာတယ်ဒီအသေးရအတော်ဒီဘိုးဟာလည်းပဲအသေးကင်ဆာကိုဖြစ်စေနိုင်တဲ့အကြောင်းအရာတွေထဲမှာအခုဆိုရင်ထိတ်ဆုံးခပါနေပြီဖြစ်ပါတယ်ဒီဘီဘိုးဟာပေါ့နော်ဘယ်လိုကူးစက်လဲဆိုရင်သူက sexually transmitted disease ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘီဘိုးရှိတဲ့သူနဲ့ပေါ့နော်အကာအကွယ်မဲ့လိမ့်ဆက်ဆန်တဲ့အခါမျိုးဘီဘိုးရှိတဲ့သူရဲ့သွေးကိုသွေးမိလာမျိုးကိုဝန်ဆောင်မိခင်ကဘီဘိုးရှိနေနေဆိုရင်မိခင်ကနေတဆင့်ရေသွေးတွေကိုကူးစက်နိုင်ပါတယ်ဒါပေမဲ့ကောင်းတဲ့အချက်ကတော့အသက်ရောင်အတော်ပါပြီးမဖြစ်အောင်ကာကွယ်ဆေးထိုးလို့ရပါတယ်ဒီဘီဘိုးကာကွယ်ဆေးပေါ့နော်ကိုကထိုးဖို့ဆုံးဖြတ်ထားရဆိုရင်အရင်ဆုံးဘီဘိုးရှိမရှိသွေးစစ်ရပါမယ်ယောဂမရှိဘူးဆိုရင်ပေါ့နော်ကာကွယ်ဆေးထိုးနိုင်လို့ရပါပြီဒီဘိုးကာကွယ်ဆေးကစုစုပေါင်း3ချိန်ထိုးရပါမယ်အထွန်းများရဲ့ schedule တွေကတော့016ဒါမှမဟုတ်ဆို013ဆိုပြီးတော့ရှိပါတယ်016ကတော့ပထမအချိန်ထိုးမယ်ပထမအချိန်ထိုးပြီးလို့တစ်လအကြာမှာဒုတိယအချိန်ထိုးမယ်ပထမအချိန်ထိုးပြီးလို့6လအကြာမှာတတိယအချိန်ထိုးမယ်ပေါ့နော်တတိယအချိန်ထိုးပြီးလို့အနည်းဆုံး2လအကြာမှာဒီပေါ့နော်ကာကွယ်ဆေးအောက်မှာအောင်ပြပြန်ဆေးရပါမယ်ကိုမှသတ်မှတ်ထားတဲ့ antibody မထွက်ဘူးဆိုရင်ကာကွယ်ဆေးပြန်ထိုးရမှာဖြစ်ပါတယ်ဒီဘီဘိုးကာကွယ်ဆေးကိုကထိုးလိုက်တယ်ပေါ့နော်ဒီ3ချိန်လုံးမှာတစ်ချိန်နဲ့တစ်ချိန်အမျိုးအစားမတူဘူးပေါ့နော်ဆေး brand မတူဘူးဆိုလဲထိုးလို့ရပါတယ်ဘယ်လိုလူမျိုးတွေကဘီဘိုးကာကွယ်ဆေးထိုးဖို့လိုလဲဆိုရင်လူထားဘီဘိုးကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်ပိုထိုးတဲ့လူတွေကတော့ဒီကျန်းမာရေးဝန်ထမ်းတွေဘီဘိုးရှိနေတဲ့လူတွေနဲ့ထိတွေ့ဆက်ဆံနေရတဲ့လူတွေကပို့ပြီးတော့လိုအပ်ပါတယ်။ကိုကဘီဘိုးရှိမရှိဆက်လိုက်လို့ဘီဘိုးရှိနေရဆိုရင်လည်းအသေးအထုခုဆရာဝန်ကြီးတွေနဲ့ပြသပြီးတော့ဆေးတောက်ဖို့လိုမလို့တိုင်မင်းဆွေးနွေးတင်ပါတယ်။ဘီဘိုးကာကွယ်ဆေးထိုးခြင်းကဘီဘိုးကြောင့်ဖြစ်လာတဲ့အသေးကင်ဆာကိုကာကွယ်ပေးရတဲ့တူတာမို့လို့လူတိုင်းဘီဘိုးကာကွယ်ဆေးထိုးဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။